နေတတ်အောင်နေပါအစင်ပြေပြေမပြေပြေလူမသိစေနဲ့နေတတ်အောင်နေပါမနေတတ်ရင်အပူဟတ်တယ်အနေမတက်တော့အပူတွေမရက်တော့ဘူးပေါ့ကိုမဆိုင်လဲဖြစ်တဲ့ကိစ္စဆိုတွားမဆိုင်ပါနဲ့ကိုမပါလဲဖြစ်တဲ့ကိစ္စဆိုတွားပြီးဝင်မပါနဲ့ကိုမသိရလဲဖြစ်တဲ့ကိစ္စဆိုမသိချင်ပါနဲ့သိချင်ရင်မေးလာလိမ့်မယ်လူအိုက်ရင်ပြောလာလိမ့်မယ်တွေ့ချင်ရင်ရောက်လာလိမ့်မယ်ကြားချင်ရင်ဆက်သွယ်လာလိမ့်မယ်အရေးပါရင်အရာသွင်းပါလိမ့်မယ်အမြဲရှိနေမပေးခြင်းနဲ့အတင်းဝင်ဖြည့်ရှင်းမပေးခြင်းနဲ့မဆိုင်ဘူးထင်အရန်လဲစိတ်မဝင်စားနဲ့ဘာဖြစ်လို့လဲဆိုတော့ပင်ပန်းရတယ်နောက်ပြီးတော့လိုရာတဲ့ပိုရင်ဘယ်ဟာမှမကောင်းဘူးအနေသားခြင်းနဲ့ဆိုရင်တချို့ကိစ္စတွေမှာအသာနေလိုက်ပါဒါကြောင့်နေတတ်အောင်နေနောက်တစ်ခုကရှိလဲလူမသိစေနဲ့မရှိလဲလူမသိစေနဲ့ပျော်နေလဲလူမသိစေနဲ့မပျော်နေလဲလူမသိစေနဲ့အစင်ပြေလဲလူမသိစေနဲ့အစင်မပြေလဲလူမသိစေနဲ့အများနဲ့နေရလဲတူတူတိတ်တိတ်နေတယောက်သေးနေရလဲတူတူတိတ်တိတ်နေအထီးကျန်နေရင်တောင်အထီးကျန်မှုနဲ့အသားကျအောင်နေလိုက်အထီးကျန်နေတယ်ဆိုပြီးအဖော်မရှားနဲ့လိုက်မရောနဲ့စိတ်အားငယ်မနီးနဲ့စိတ်ကိုမအားအောင်ထားတခုခုလုံနေအများနဲ့နေရတာထက်တခါတလေတယောက်သေးနေရတာကပိုလွတ်လပ်တယ်ပိုအေးချမ်းတယ်ပိုအလွတ်ပြီးတယ်ကိုကိုလည်းပြန်မြင်နိုင်တယ်အစင်ပြေပြေမပြေပြေလူမတိစင်နဲ့ကိုယ်စိတ်အတက်အကျကိုတတိနဲ့စောင့်ကြည့်မိတကယ်အေးချမ်းအစ်စ်ဟာငါအတွက်ဘာဖြစ်မလဲဆိုတာတွေးပြီးနေတတ်အောင်နေပါကျွန်တော်ကတော့စာပေဘုဒ္ဓတာလူတွေမျှဝေပေးနေသူကျော်စာပေဖြစ်ပါတယ်